ပေးထားရအောင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တော်လိုင်းရေးမှာကဒီလိုရှိပါတယ်တော်လိုင်းရေးကိုအကြောင်းပြပြီးတော့မှဒီဘဝရဲ့လုပ်တဲ့လူတွေအများအကျိုးများတွေစားတဲ့လူအများကြီးရှိတယ်အဲ့လိုထဲမှာကိုယ့်ကိုယ်ကိုကျွန်တော်သုံးသပ်ရမယ်ကျွန်တော်တို့ပါဒလားကျွန်တော်ဓမ္မဒီပါဒလားတို့ကိုကျွန်တော်ပြီးထားတဲ့လူဖြစ်နေသလားတော်လိုင်းရေးဆိုတာရဲ့ဒီစင်ကိုပြီးဖတ်ခြင်းနဲ့ဖြစ်တယ်ရယူခြင်းအားလုံးဘုံဖြစ်တဲ့ညတာရေးနဲ့ကျွန်တော်လူပြောက်ရေးဖြစ်တယ်အဲ့ဒါကအားလုံးတဲ့ညညတတနဲ့ရယူပြရမယ်ဘုံဖို့ဖြစ်တယ်တားနိုင်လို့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ရှင်းမှပြမှုတော့မှကျွန်တော်ဒီနေ့ဟုတ်လားဆက်လက်ပေါင်းသွားကြဖို့ကျွန်တော်ပိုက်သွင်းလို့ပါတယ်နာမအတင်းလို့နော်48ခုနှစ်ကနေပြီးတော့ဟာလာဒီအော်ဂတ်လ9ရက်နေ့မှာဒီဖြစ်တော့ဖတ်ဖလာကိဝနော်ဖတ်ဖလာဒီတော့ကျွန်တော်တို့သူကိုယ်ပြီးတော့ဟာလာလက်ကတော့လက်ကင်တော့တစ်ဖက်ကကျွန်တော်တို့ဘူခဏဆုံးရနေလို့